Hello မင်္ဂလာပါအမ marketing မှာဖန်ဆောင်လုပ်ပေးနေရပေါ့နော်အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးပြောချင်ပါတယ်ဖန်ဆောင်ကအမ marketing မှာလာလုပ်တဲ့လူတွေအတွက်ကိုကန့်သက်ချက်မရှိတဲ့ဖန်ဆောင်လုပ်ပေးနေတာဖြစ်ပါတယ်ကန့်သက်ချက်မရှိဘူးလို့ပြောရဲ့နေရာမှာပေါ့နော်အလုပ်စာချုပ်ရှိရမယ် ID passport ရှိရပါမယ်ပေါ့နော်အဲ့လိုမျိုးရှိရလို့ဆိုရင်အလုပ်လည်းပဲတေချာလုပ်နေတဲ့လူဆိုလို့ရှိရင်ကန့်သက်ချက်မရှိရဲဥမာဖန်မှာတော့လုပ်တယ်ဆိုရင်တရက်ကို10သိန်းပဲငွေလွှဲလို့ရရဲ့ဖန်ဆောင်လုပ်ပေးတယ်ဒါပေမဲ့အမစီမှာလာလုပ်မယ်ဆိုရင်တရက်ကို300အထိလွှဲလို့ရရဲ့ဖန်ဆောင်ကိုလုပ်ပေးနေပါတယ်ဆိုတော့ဘန်ဆောင်လုပ်ပေးရတဲ့အခါကျအမလုပ်ပေးနေတာကအခု E9 ပေါ့နော်ပြီးတဲ့အခါကျရင်တခြားចောင်းသားလေးလည်းအမလုပ်ပေးပါတယ်ចောင်းသားလေးတွေကတော့ကန့်သက်ချက်ရှိပါတယ်အဲ့ဒါကတော့အမတို့ចောင်းသားဖြစ်တဲ့အကြောင်းပေါ့နော်လာစာကြီးပိုင်းလိုက်ခံနေခြင်းမရှိရတဲ့အကြောင်းမဟုတ်လို့ចောင်းသားလေးတွေကတော့အမကန့်သက်ချက်ဖြည့်ပြီးတော့လုပ်ပေးလို့မရနိုင်သေးပါဘူးလောလောဆယ်ရတော့ပေါ့နော်ဒါပေမဲ့ចောင်းသားဆိုလို့ရှိရင်တခြားနေရာတွေမှာတွားလုပ်တဲ့အခါကျရင်အရင်ခက်ခဲဖြစ်တယ်ပေါ့နော်အဲ့ဒီလူတွေအမစီလာလုပ်လို့ရပါတယ်နောက်ပြီးတော့F3 visa ပေါ့မီကို visa တွေလည်းပဲအမလုပ်ပေးပါတယ်เนาะတခြားနေရာတွေမှာလုပ်မပေးဘူးဒါပေမဲ့မီကို visa တွေလည်းပဲအမတို့လုပ်ပေးပါတယ်ဘန်ဆောင်လုပ်ပေးပါတယ်ပေါ့เนาะဒါပေမဲ့တခုရှိရတော့ဘန်ဆောင်လုပ်တဲ့အခါကျလို့ရှိရင်2000နဲ့စုငွေစာအုပ်လေးတွဲလုပ်ပေးရပါတယ်အဲ့ဒါကြောင့်မလို့2000ငွေသား2000ယူလာရပါတယ်ဘန်ဆောင်လုပ်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ကအမလုပ်နေတဲ့အခု marketing လုပ်နေတဲ့နေရာလေးကိုလာလုပ်လို့ရတယ်ဘန်စာအုပ်ရဲ့ OTP ကတ်ရဲ့ဘန်ကတ်ရဲ့ကိုတတွဲတဲ့အမတို့ကစားရက်ကနေပို့ပေးပါတယ်အဲ့ဒါရဖို့အတွက်ကနှစ်ပတ်ကနေ3ပတ်အတွင်းကြာပါတယ်။မောင်လေးတို့ညီမလေးတို့ရဲ့ဒီလိပ်စာပေါ့နော်ပို့ပေးစီခြင်းတဲ့လိပ်စာကိုပို့ပေးရဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့အဲ့ဒီဘန်စာအုပ်ဘန်ကတ်နဲ့ OTP ရပြီဆိုရင် internet banking လည်းဝင်လို့ရပါပြီ။ပြီးတော့ရတဲ့ကတ်နဲ့အသုံးပြုလို့ရပါပြီ။ဘန်ကတ်လေးကတော့စင်းသွင်းပြီးတော့သုံးလို့ရပါမယ်နော်။အဲ့တော့ဘန်ကတ်စင်းသွင်းနေပြီလေအမရဲ့ YouTube မှာဗီဒီယိုလေးတင်ပေးထားဖြစ်တဲ့ကြောင်းလို့ကြည့်ပြီးတော့အသုံးပြုနိုင်ပါတယ်နော်။အဲ့တော့ဒါကတော့ဘန်စာအုပ်အသစ်လုပ်တဲ့လူတွေအတွက်ပြောပြပေးရဖြစ်ပါတယ်နော်။